အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဒေါက်တာအောင်နိုင်စေတုဒေသနာရေးသားခဲ့တဲ့တုဒ္ဒဖြားဖြားတိုင်းစေပညာစာအုပ်မှာဆေးဘက်ဝင်ကုတ်ကိုပင်အကြောင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာကုတ်ကို2မျိုးပေါက်ရောက်ပါတယ်မြန်မာကုတ်ကိုနဲ့တင်မောကုတ်ကိုဖြစ်ပါတယ်မြန်မာကုတ်ကိုပင်ဟာအထက်အညာဒေသမှာပိုပြီးပေါ်များတဲ့အတွက်အချို့ကအညာကုတ်ကိုလို့လည်းခေါ်ကြပါတယ်တင်မောကုတ်ကိုတော့ကလားကုတ်ကိုလို့လည်းတချို့ကခေါ်ပါတယ်အညာကုတ်ကိုနဲ့တင်မောကုတ်ကိုဟာအပင်အနေထားပုံမှန်တံတို့တိတာစွာကွဲပြားပါတယ်။တင်မောကုတ်ကိုဟာအပင်ရဲ့အသွေးရောင်ညိုမဲနေပြီးနည်းနည်းပြာရရောင်အဆင်းရှိပါတယ်။အညာကုတ်ကိုဝင်းကဖြူပြီးတင်မောကုတ်ကိုဝင်းကနီးပါတယ်။အညာကုတ်ကိုရွက်မှာမွှေးညင်းလေးတွေရှိတယ်။အတိအကျပြန်တော့တင်မောကုတ်ကိုသီးကမဲနဲ့ပြည့်ဖြူပြောင်ချောနေပြီးအညာကုတ်ကိုကတော့အဝါရောင်တန်းပြီးခပ်ပါးပါးဖြစ်ပါတယ်။နောက်ပြီးတင်မောကုတ်ကိုသီးလိုအကျွေလွယ်တဲ့သဘောမျိုးမရှိပါဘူး။ရှေးလူကြီးသူမများပြောလေးရှိတယ်။ဘော်ဒီကုတ်ကိုညောင်ထိုးထိုးလူပြိုဖျားမရှိညာဆိုတဲ့စကားအတိုင်းပွင့်တော်မူပြီးတဲ့ဖျားရှင်အချို့ဟာကုတ်ကိုပင်ကိုအမိပြုပြီးပွင့်တော်မူခဲ့ကြတဲ့အတွက်ကုတ်ကိုပင်ဟာလည်းဘောဒီပင်ထိုက်လို့မြင့်မြတ်ပါတယ်ကကုတ္တမြတ်စွာဘုရားရှင်ဟာကုတ်ကိုပင်၌ပွင့်တော်မူခဲ့ကြောင်းသိရပါတယ်ဒီအပြင်ဗုဒ္ဓစာပေကျမ်းဂန်တွေအရကုတ်ကိုပင်ဟာကပ္ပဒီတိခေါ်ကဘာတီဦးတစ်ပင်ကြီး9ပင်မှာပါဝင်ခဲ့ကြောင်းသိရပါတယ်ဒီအပင်ကြီး9ပင်ဟာကဘာကြီးတည်နေသမျှကာလပတ်လုံးအဆက်မပြတ်ပေါက်ဖွားနေကြမှာဖြစ်ပါတယ်အဲ့ဒီအပင်ကြီး9ပင်ကတော့ပါတလိတိမ်ပလိဇဗုဒေဝနံပါရိစတကောကန်တဘောကပ္ပရခောစာတိရိသောစာပိတတမောဆိုတဲ့ပါဠိအရာနံပါတ်1တခုတ်ပင်နံပါတ်2ထိန်ပင်နံပါတ်3လက်ပံပင်နံပါတ်4ပရိသာပင်နံပါတ်5စပြုတပေပင်နံပါတ်6ပင်လယ်ကတစ်ပင်နံပါတ်9ကုတ်ကိုပင်တို့ဖြစ်ကြောင်းသိရပါတယ်အဲ့ဒီအပင်ကြီး9ပင်အဓိကရပေါက်တဲ့ဒေသတွေကတော့အတူရပြည်မှာတခုတ်ပင်ဂလုံပြည်မှာလက်ပံပင်ကျွန်တော်တို့ဇဗူဒီပါမှာတော့စပြုတပြေပင်တာဝရင်သာမှာပင်လယ်ကတစ်ပင်အပရဂောရာကျွန်းမှာထိန်ပင်မြောက်ကျွန်းမှာပရိသာပင်အရှေ့ကျွန်းမှာတော့ယခုတင်ပြနေတဲ့ကုတ်ကိုပင်စသဖြင့်အယက်ဌာနေအသီးသီးတို့ရဲ့အထိမ်းအမှတ်အဖြစ်ပေါက်ရောက်တည်ရှိပါတယ်ဒါကိုရှေးပညာရှိများကအခုလိုတေးထက်ရေးဆက်လို့မှတ်သားခဲ့ကြပါတယ်ပင်တပေရိပ်မြနမိတ်ပစင်အလားအတိတ်ရတတညာရဲ့မင်္ဂလာဘွဲ့တောင်ကျွန်းထိန်ရုခနောက်ဒီပေငယ်ပေါက်မီပေကျမ်းမြတ်အညွန်းဥဒ္ဒရရဝေမှာမြေအလွာကြီးညွန်းပရိသာတီထွန်းနဲ့မဟီကျွန်းအမော်ရှေ့ဒီပေထုတ်ဆိုပြကုတ်ကိုပဆွဲမဲ့အခေါ်တာဝရင်ပြင်ကျဲပေါ်မှာပင်လယ်နော်ပန်းကတိရဲနှင့်တခန်းလှဲ့ကလုံပြီးလက်ပံထွန်းသည်နတ်အတူရာတိုင်းဌာနီမှာမှိုင်းပြရီပင်သခုတ်ကဲနှင့်လေကုတ်ကိုနဲ့ပတ်သက်လို့ပါဠိစာပေတွေမှာဖော်ပြထားချက်တွေဟာမှတ်သားစရာကောင်းလာပါတယ်အခုလက်ရှိဗဒ္ဒကဘာမှာပွင့်တော်မူပြီးဖျားလေးစုအနံပထမဆုံးတပည့်ညုတဉာဏ်အထူးကိုစကူရရှိတော်တော်မူခဲ့တဲ့ကကုတ္တမြတ်စွာဘုရားပွင့်တော်မူစဉ်အခါကကုတ်ကိုပင်ဟာလူတို့ကိုးကွယ်တဲ့မဟာဗောဓိပင်ဖြစ်ခဲ့ပူပါတယ်ဒီပြင်ဂေါရမဘုရားရှင်ရဲ့အလောင်းတော်ဝေတန္တရာမင်းကြီးဖြစ်စဉ်ကာလမှာလည်းကုတ်ကိုပင်ရှိနေကြောင်းကိုဝေတန္တရာဇတ်တော်မှာမဟာဝနဝနနာကမ်းမှာတွေ့ရပါတယ်မုံစလိန်နာအိုင်နာထဝင်းကျင်၌ကန်တက်ပါထိန်ပင်ပါဏလိတခုတ်ပင်ကောဝိထာယပင်လယ်ကတစ်ပင်အင်ကောလအင်ပင်ကိစိကာယကစုံပင်ပါရိကညတင်ပန်းပင်ဒါရဏရေဥနှဲပင်ယဝနရီးပင်တိရိတကုတ်ကိုပင်စသဖြင့်ဖော်ပြထားခြင်းဖြစ်ပါတယ်ကုတ်ကိုပင်ကိုပါဠိဘာသာစကားနဲ့တိရိတဗန္ဒီယစသဖြင့်ခေါ်ဝေါ်တာနဲ့ပတ်သက်လို့မောက်ကလန်ကျမ်းမှာတရတိတ်တအတိတပ္ပဒဋ္ဌကာလာတိသူတရီတီတီတိရိတောလို့ဝိကြိုပြုထားတာတွေ့ရပါတယ်အဓိပ္ပာယ်ကတော့ဝေကြိုက်သောအချိန်စသည်တို့၌ကုစားအပ်သောအပင်မျိုးလို့ဆိုလိုပါတယ်အမှန်တကယ်လဲရှေးအောင်အာရုဗေဒစေကျမ်းတွေမှာဝေကြိုက်တဲ့အခါကုတ်ကိုပင်ကိုအသုံးပြုဖို့ညွှန်ထားပါတယ်ကုတ်ကိုပင်ရဲ့စေးသုံးနဲ့ပတ်သက်ပြီးတော့ဖျားပွင့်တော်မမူမီအလွန်ရှိကြတဲ့စာရကသူတုတ်တစတဲ့ယသိပညာရှိကြီးတွေရဲ့ကျမ်းတွေမှာရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်ကုတ်ကိုပင်ကိုဗြဟ္မဏတွေအနေနဲ့လည်းဘာသာရေးပွဲလမ်းတွေမှာအသုံးပြုကြပါတယ်ဒါပေမဲ့ယနေ့၌နတ်ဖျားလို့ခေါ်တဲ့မဟာဘိန်းတွေကိုတော့ကုတ်ကိုဘယ်တော့မှမဆက်တရဘူးလို့သိရပါတယ်ဘလို့ပဲဆိုကုတ်ကိုဆိုတဲ့အပင်တစ်မျိုးဟာကဘာတီတဲ့အပင်ဖြစ်တယ်ကကုတန်ဖျားရှင်အမိပြုလို့တပည့်ညုတရွှေညံတော်ကိုရရှိစေတဲ့အပင်ဖြစ်တယ်ဆိုရုံနဲ့ဒီပင်ဟာဖြင့်တာမညမဟုတ်ဘူးထူးကဲမှုတွေရှိလိမ့်မယ်လို့မှတ်ယူနိုင်ပါတယ်ကုတ်ကိုဆေးဘက်ဝင်ပုံနဲ့ပတ်သက်လို့
အိန္ဒိယပြည်ထွက်ကျမ်းဂန်တွေမှာအခုလိုတွေ့ရပါသေးတယ်အခါတစ်ပါးမှာမေရထအမည်ရှိတဲ့ဘုရင်တစ်ပါးဟာမျက်စိနှစ်ဖက်စလုံးတိမ်တလာယောဂါဆွဲကပ်ခဲ့ပြီးတမားတော်အမျိုးမျိုးနဲ့ကုသပေမဲ့မပြောက်ကင်းပဲမျက်စိနှလုံးကွယ်ခဲ့ရပါတယ်ဒါပေမဲ့ဆူဖီဆရာကြီးတူကကုတ်ကိုရွက်နဲ့ကုစားပေးတဲ့အတွက်မျက်စိနှစ်ကွင်းအလင်းပြန်ရတယ်လို့ဆိုထားပါတယ်ဒါကြောင့်အိန္ဒိယနိုင်ငံရောင်းတန်းဝင်ဆေးတွေထဲမှာကုတ်ကိုရွက်နဲ့ဖော်ဆက်ထားတဲ့မျက်စင်းတွေအတော်များများပါနေတာတွေ့ရပါမယ်အိန္ဒိယနိုင်ငံမှာတစ်ချိန်ကအလွန်တကူကြီးခဲ့တဲ့အကဘာဘုရင်ကြီးဟာကုတ်ကိုကောင်းနဲ့ပတ်သက်နေပြန်ပါတယ်အကဘာဘုရင်ကြီးကစစ်မှတ်ဖြစ်ရင်ရိတ်ခါပြက်လက်မှာဆိုလို့ရသမျှကောက်ပဲသီးနှံတွေမပြတ်တူလောင်စေခဲ့ပါတယ်ဒါပေမဲ့နှစ်ရှည်တူလောင်ထားတဲ့အစားအစာတွေစားမိသူတွေဟာဖောရောင်တဲ့ယောဂါနဲ့ရေဖြင်းယောဂါတွေဆွဲကပ်လာပါတယ်ဆေးမျိုးမျိုးတိုက်ကျွေးကုသပေမဲ့မပြောက်ပါဘူးနောက်ဆုံးကုတ်ကိုကောက်ကိုပြုတ်တောက်တဲ့အခါကျမှသာပျောက်ကင်းသွားပါတယ်အဲ့ဒီအချိန်ကဆိုရင်ကုတ်ကိုပင်တွေကြီးလိုက်ရင်လူတွေကအခွန်ခွာထားတာကြောင့်မို့ပင်စီဖွေးဖွေးနဲ့ကြီးမြင်ရပါတယ်ကုတ်ကိုကောက်တစ်ချက်သားကိုငွေတင်းကားတစ်ချက်နဲ့ဆက်ပြီးချိန်တွေဝယ်ယူခဲ့ကြရပါတယ်အိန္ဒိယနိုင်ငံဒေသအချို့မှာကုတ်ကိုပင်ကိုတက္ကတရုဖြူစင်တန့်ရှင်းသောအပင်လို့ခေါ်ပြီးကုတ်ကိုစေးတွေကိုပတိဖြစ်တည်ပြီးလဲမှာဆွဲကြပါတယ်ကလေးတွေကိုအဲ့ဒီကုတ်ကိုပတိဆွဲပေးထားရင်တငင်နာကင်းတယ်လို့ယုံကြည်ကြပါတယ်ကုတ်ကိုသားဟာလူအသုံးဆောင်ပြိဘောကများပြုလုပ်ရမှာလဲသုံးပါသေးတယ်ရှေးကနန်းဥကင်ပလင်ဆောက်ရမှာကုတ်ကိုအနှစ်သားထည့်သွင်းပြီးဆောက်ရကြောင်းမှတ်သားရဘူးပါတယ်ဒီအပြင်စီစုံအစလှေတံမှန်အစုံထွင်းထုပြီးအသုံးပြုကြပါသေးတယ်ကုတ်ကိုကောက်ကိုတော့တရေနေရာမှာသုံးပါတယ်ရှေးကအဝတ်ထည်တွေကိုကာကီရောင်အဝါရောင်အစိမ်းရောင်အပြာရောင်အညိုပုတ်ရောင်အနီးရောင်စတဲ့အယောင်မျိုးမျိုးဆိုးရမှာကုတ်ကိုကောက်ကိုရေလဲနဲ့အသုံးပြုခဲ့ကြပါတယ်တောင်သူလယ်သမားကြီးတွေရဲ့ထွန်တုံးထွန်တန်းထွန်ကိုင်းတဘိုးလဲပုံတောင်စတာတွေကိုလည်းကုတ်ကိုအနှစ်သားနဲ့လှုပ်ကြရတာဖြစ်ပါတယ်ကုတ်ကိုသီးကိုတရိษံအစာအဖြစ်ကျွေးမွေးနိုင်ပါတယ်အစိတ်ကိုကြိတ်လို့ရတဲ့အစီကိုမီးထွန်းနိုင်ပါတယ်ခြင်နိုင်စေးဖော်လို့လည်းရပါတယ်ကျွဲနွားများအရေးပြယောဂါမှာလည်းသုံးလို့ရပါတယ်ကုတ်ကိုပင်ကိုတိုင်းစေးပညာအမြင်နဲ့ကြည့်ပြန်ရင်လည်းတပင်လုံးဆေးဘက်ဝင်လာတာတွေ့ရပြန်ပါတယ်ဘာဝပကာသကျမ်းအလိုရာကုတ်ကိုပင်သည်ချိုဤခါတသက်ရှိ၏ဖန်ဤမပူမအေးရှိ၏ကြေကျက်လွယ်ဤဖောရောင်ခြင်းရေယုံယောဂါချောင်းဆိုးအနာပေါက်ယောဂါအစိတ်ယောဂါတို့ကိုပျောက်ကင်းစေတတ်သည်ကုတ်ကိုမြစ်သည်နေလှဲ့ခေါင်းကိုက်ယောဂါခေါ်နေလှဲ့ရဘက်မှခေါင်းကိုက်ခြင်းနှင့်ရိုးရိုးခေါင်းကိုက်ခြင်းတို့ကိုပျောက်ကင်းစေတတ်သည်ကုတ်ကိုကောက်သည်ခါတသက်ရှိ၏အေးဤအစိတ်ပိုးတို့ကိုဖျက်ဆီးတတ်၏လေကိုနိုင်၏သွေးကြောင့်ဖြစ်သောယောဂါမြင်းသရိုက်ယောဂါရေယုံယောဂါချောင်းဆိုးယောဂါကြွက်စိတ်ယောဂါတို့ကိုပျောက်ကင်းစေတတ်သည်ကုတ်ကိုရွက်သည်မျက်စိယောဂါကိုပျောက်ကင်းစေတတ်၏ကုတ်ကိုပွင့်သည်ပန်းနာနှင့်မွေစိတ်တို့ကိုပျောက်ကင်းစေတတ်၏လို့ဖော်ပြထားပါတယ်ယူနာနီဆေးချမ်းအလိုအားဖြင့်ကုတ်ကိုမြက်သည်တွန့်ရှုပ်စေတတ်၏မျက်ရည်ယိုခြင်းကိုပျောက်ကင်းစေ၏အခောက်သည်ပိုးယောဂါနှင့်တွားကိုက်ခြင်းကိုပျောက်ကင်းစေ၏တဖုံးကိုအားရှိစေ၏ထို့ပြင်နူနာနားထိုင်ခြင်းအနာမီလျံနာရားရံခြင်းကာလသားယောဂါတခြားဘာရယောဂါသွေးရနှင့်ဖြော့တော်ခြင်းတို့ကိုပျောက်ကင်းစေတတ်၏အရွက်သည်ညမျက်စိမမြင်ခြင်းကိုပျောက်ကင်းစေသည်အပွင့်သည်ကာမကိုအားပေးသည်ပြေပြစ်၏အနာကိုလျင်မြန်စွာမှဲ့စေတတ်၏နမ်းရှုပ်ခဲ့သောခေါင်းတချမ်းကိုက်ခြင်းကိုပျောက်ကင်းစေတတ်သည်အစီသည်ကြားမအားကိုပေး၏အုံနောက်ကိုအားရှိစေ၏ဂနုယောဂါကြက်ပတိနာတို့ကိုပျောက်ကင်းစေတတ်၏အစိစီဖြင့်တမင်ဖြူယောဂါကိုလိမ့်ပေးရ၏လို့ဆိုထားကြောင်းသိရပါတယ်ကုတ်ကိုမြစ်ကိုသွေးပြီးရှုပေးလျင်နှာပိတ်ယောဂါထိတ်ကပ်နာခေါင်းကိုက်ယောဂါခေါင်းတချမ်းကိုက်ယောဂါတို့ကိုပျောက်ကင်းစေပါတယ်နောက်တနည်းကတော့အညာကုတ်ကိုမြစ်ကိုရေနဲ့ပြုတ်ပြီးတိမ်သောစားနည်းနည်းထည့်ပြီးရှုပေးရင်လေနှာပုတ်နှာပိတ်ထိတ်ကပ်နာယောဂါမျက်စိမှုံမွဲတဲ့ယောဂါဇက်ကြောထိုးတဲ့ယောဂါတွေပျောက်စေပါတယ်ခေါင်းကိုက်ဇက်ကြောတက်ပခုံးကိုက်ခါးကိုက်ခါနာဒူးကိုက်ဒူးနာစတဲ့အကိုက်ခဲဝေဒနာတွေဖြစ်ရင်တော့မြန်မာကုတ်ကိုကောက်ကိုကြောက်ပြင်းမှသွေးပယုတ်နည်းနည်းထည့်ဖြော်ပြီးလိမ့်ပေးရင်ပျောက်ကင်းစေပါတယ်လေကောင်းမြင်းသရိုက်နာရောင်ရမ်းကိုက်ခဲခဲ့ရင်ဝမ်းပိုက်ထဲမှာထိုးရစ်ပြီးနာနေရင်ခြေထောက်တွေဖောရောင်ပြီးအန်းနေရင်ကုတ်ကိုကောက်ကိုသုံးခွက်တစ်ခွက်တင်ကြိုပြီးမနက်စောစောအကျန်းပကံလုံးတစ်လုံးတောက်ပေးရင်အဲ့ဒီဝေဒနာတွေပျောက်ကင်းစေနိုင်ပါတယ်ချောင်းဆိုးရင်တော့ကုတ်ကိုကောက်ပြုတ်ရည်ကိုစားခတ်ပြီးတောက်ပေးရပါတယ်ဝက်ချံမွေးကျွတ်နာကိနရာနာစတဲ့ပြည်တည်တတ်တဲ့အနာတွေပေါက်ရင်ကုတ်ကိုစိတ်ကိုသွေးလိမ့်သွေးတောက်လုပ်ပြီးတာနဲ့နှုတ်ပင်ရင်ပေါက်လို့ပျောက်ကင်းနိုင်ပါတယ်အထူးသဖြင့်ကြက်ပတိနာကိုနိုင်ပါတယ်ကုတ်ကိုစိတ်အပွင့်အသီးအလေးချိန်စားသူရောပြာချပြီးနှမ်းစီနဲ့ဖြော်လင်းရင်တော့ဝဲဆိုဝဲကြောက်တာမက
နှင်းကူတောင်ပျောက်စေနိုင်ပါတယ်။ကုတ်ကိုရွက်နှုကိုကွန်းစားထုံးနည်းနည်းထည့်ကြိတ်ပြီးသွေးစုနာပေါ်အုံပေးရင်ခဏနဲ့ပြီပေါက်အမြင့်ထွက်ပြီးပျောက်ကင်းသွားစေနိုင်ပါတယ်။အညာကုတ်ကိုစိတ်ကိုပြုတ်တော့ရင်ကြက်မြက်တင်ယောဂါပျောက်စေပါတယ်။အစားစုံလို့အစားမလို့ဖြစ်လေရှိတယ်။ပင်လယ်ဦးနာဆိုရင်အတော်လေးအခံရဆိုးပါတယ်။ဝမ်းပိုက်ထဲကရက်နာပြီးဝမ်းနေလျှောရေရီအန်နဲ့အထက်လန်အောင်လျှောပါဖြစ်တတ်ပါတယ်။အဲ့ဒီဝေဒနာဖြစ်ရင်အညာကုတ်ကိုကောင်းတဲ့အမြင့်ကိုစားရူရော3ခွက်2ခွက်တင်ကြိုပြီးတောက်ပေးရပါတယ်။အညာကုတ်ကိုရွက်နှုလေးတွေကိုပြုတ်ပြီးမကြအတို့အမြုပ်လှုပ်ရှားရင်လေနာလေအောင်ယောဂါဝမ်းဖောဝမ်းရောင်ယောဂါသွေးရနဲ့ယောဂါတို့ကိုကာကွယ်ပေးပါတယ်။ကုတ်ကိုစိတ်ကိုနှာစေးဖော်လို့ရပါသေးတယ်။ကုတ်ကိုစိတ်ကိုမှုန့်ညက်နေအောင်ထောင်းပြီးလေလုံနဲ့ဖန်ဘူးနဲ့ထားပါအလိုရှိတဲ့အချိန်မှာနှာစေးမုံရှူသူလိုရှူပေးရင်ခြေဆက်ပါလိမ့်မယ်။ခေါင်းကိုက်တဲ့အခါအဲ့ဒီလိုရှူပေးရင်ပွင့်လင်းပြီးခေါင်းကိုက်ပျောက်သွားပါလိမ့်မယ်။ဒါမှမဟုတ်လေကုတ်ကိုပွင့်ကိုရေနဲ့ရောကြိတ်ပါပြီးရင်နှစ်ထက်နှစ်ဖက်မှာတုပ်လင်းပေးရင်လည်းခေါင်းကိုက်ပျောက်နိုင်ပါတယ်။ကုတ်ကိုပွင့်လက်ဆက်ကိုရှူပေးရင်လည်းခေါင်းကိုက်ပျောက်နိုင်ပါတယ်။ကုတ်ကိုစီတစ်ချက်သားကိုယူပြီးမှုန့်ညက်နေအောင်ကြိတ်ပါပြီးရင်ကုတ်ကိုရွက်ကိုညှစ်ယူလို့ရတဲ့တတုရည်နဲ့ရောနေပြီးနှက်ထားပါအဲ့ဒီနီးတိုင်း3ရက်နှက်ပေးရင်အတောင်ကလေးတွေလှုပ်ပြီးနေလန်းပါအဲ့ဒီမျက်စင်းတောက်ကိုလူနို့ရည်နဲ့ရောသွေးပြီးမျက်စင်းခတ်ပေးရင်မျက်စိနာခြင်းနီခြင်းမျက်စိရာခြင်းစတဲ့ယောဂဝေဒနာတွေပျောက်စေပါတယ်နားကိုက်နားနာဖြစ်ရင်ကုတ်ကိုနဲ့တရွက်ရွက်ကိုလက်ဆက်ခူးပြီးနည်းနည်းပူအောင်မီးအောင်အရင်ညှစ်ပြီးနားထဲထည့်နိုင်ပါတယ်ကုတ်ကိုကောက်ရှစ်ပဲသားကိုညဘက်မြေအိုးမှာစံစည်းရည်နဲ့စိန်ထားပါနောက်နေ့နနက်ခင်းစစ်ပြီးတကြားနဲ့ဆက်တောက်ပေးရင်ချောင်းဆိုးယောဂါပျောက်စေပါတယ်။စီးအောင်ယောဂါဖြစ်ရင်ကုတ်ကိုပွင့်6ပဲသားကိုတကြားနဲ့ရောပြီးရေစိမ်ထားပါ။3နာရီကြာရင်နေပြီးအဝတ်နဲ့စစ်လို့တောက်ပေးရင်စီးအောင်ယောဂါပျောက်စေပါတယ်။ကုတ်ကိုရွက်ကျန်းစနွင်းဦးကြက်ဟင်းငါရွက်တို့ကိုစားရူရောပြီးအမှုန့်ပြုပါ။ငှက်ဖျားဖြစ်ရင်တစ်ခါတော့လက်ဖက်ရည်စွန်းတစ်စွန်းတစ်နေ့3ချိန်ကနေ4ချိန်ထိတောက်ပေးနိုင်ပါတယ်။ကုတ်ကိုဟာမြန်မာနိုင်ငံမှာပေါ်လာတဲ့အပင်ကြီးမျိုးဖြစ်ပါတယ်။နေမိုးဆောင်300တီလုံးစိမ့်ညွတ်နဲ့အရေးအာဝါဒကိုပေးနိုင်စွမ်းရှိတဲ့အပင်လည်းဖြစ်ပါတယ်။အထက်ကတင်ပြခဲ့သလိုဆေးဘက်လည်းအင်မတန်ဝင်လာတဲ့အကြောင်းဆေးပညာအသိနဲ့အသုံးချနိုင်စရာတို့ကိုတင်ပြလိုက်ရပါတယ်။